chapter 2 ရဲ့ topic number 4 leveling rod leveling rod ဆိုတာကြတော့ theodolite နဲ့တွဲပြီးသုံးတဲ့ဟိုဒုတ်တံကိုပြောတာသူကအဲ့ဒီဒုတ်တံမှာဟိုဟာတက်ထားမယ် graduated rod ပေါ့သူမှာ graduated ဆိုတာဒီ1နှစ်3လေးတက်ထားတာကိုပြောတာပြီးတော့ leveling rod ကိုဘာနဲ့လုပ်ထားလဲဆိုလို့ရှိရင် wood တို့ metal တို့ fiberglass တို့နဲ့လုပ်ထားတယ်သူ့ကို feet တော့မဟုတ် meter နဲ့ graduated လုပ်ထားတယ်ဒီ lower level မှာအောက်ခြေမှာရှိနေတဲ့ rod ရဲ့အောက်ခြေကအမြဲတမ်း0 measurement point 0 measurement လုပ်ထားပြီးတော့ဒီ metal နဲ့ protect လုပ်ထားတယ်အောက်ဆုံးဥစ္စာက0လို့ပြောတာအဲ့တော့သူ့မှာနှစ်မျိုးရှိတယ် self reading rod နဲ့ self reducing rod ဆိုပြီးတော့နှစ်မျိုးရှိတယ်အဲ့တော့ self reading rod တွေကဘယ်လိုဟာမျိုးလဲဆိုရင်နောက် Philadelphia rod ဆိုတာ self reading rod လို့ပြောတာ Philadelphia rod နောက် self reducing ကကြတော့ Lanka rod ဒီနှစ်ခုကဘာကွာလဲဆိုတဲ့အခါ self Philadelphia rod သို့မဟုတ် self reading rod မှာဒါ cross hair လမ်းကနေမြင်ရတဲ့လမ်းကတစ်ဆင့်မြင်ရတဲ့မြင်ကွင်းမှာဒီကပေတံ graduated rod ဒီမှာသူဖြတ်သွားတဲ့အမှတ်နှစ်ခုသူဖြတ်သွားမယ်ဒီနှစ်ခုနဲ့ဒီနှစ်ခုအဲ့တော့ဖြတ်သွားပြီးတော့ဒီဟာကိုကြည့်ပြီးတော့ကြည့်လိုက်တဲ့အခါမှာဒီနံပါတ်က5ဒီဘက်က2ရှိမယ်ဒီမှာ1ရှိမယ်အဲ့တော့ဒီနေရာမှာဖြတ်သွားတဲ့ cross hair နှစ်ခုရဲ့ကြားမှာဖြတ်သွားတဲ့အမှတ်က 5.08 ဆိုလို့ရှိရင်ဒီဥစ္စာ reading rod ရဲ့ reading ကဒါ rod ရဲ့ reading မှာtheodolite ကနေတစ်ဆင့်ဖတ်လို့ရတဲ့ဟိုမြေကြီး plus ဒီ rod ရဲ့အမြင့်ပေါ့ 5.08 သူကဘယ်လိုလုပ်ထားလဲဆိုလို့ရှိရင် sliding section နှစ်ခုဆက်ထားတယ်ဒီမှာတစ်ခုနောက်တစ်ခုသူ့ကို slide လုပ်လို့ရတယ်အရှည်အတူကြိုက်တယ်လို့လုပ်လို့ရတယ်အရှည်ဆုံးကဘယ်လောက်ရှိလဲဆိုရင်73ပေထိရှိတယ်အဲ့တော့ဒီသူ့ကိုဟိုမြေကြီးအနှိမ့်နေပါလေတိုင်းမယ်ဆိုလို့ရှိရင်ဒါကိုအောက်ကိုချလိုက်ပြီးတော့ဒီမှာရှိနေတဲ့ cross hair intercept လောက်သွားတဲ့အမှတ်ကိုဖတ်လို့ရတယ်ဒါက Philadelphia rod သို့မဟုတ် self reading rod နောက်တစ်ခုကကြတော့ Lanka rod သို့မဟုတ် self reducing rod အဲ့တော့ self reducing rod ကကြတော့ဘာရှိမလဲဆိုလို့ရှိရင်ဒါလမ်းကနေပြီးတော့ဖတ်လို့ရတဲ့ဒါပေတံမှာဒါ Lanka rod ကိုပြောတာဒီမှာ cross hair ဖြတ်သွားတဲ့နေရာအဲ့နေရာကဥမာ 5.08 မှာဖြတ်သွားတယ်ဆိုလို့ရှိရင်ဒါ rod ရဲ့ reading က 5.08 အဲ့တော့ဒီဥစ္စာကကြတော့ဟိုလိုမျိုး sliding 2 slide section မဟုတ်ဘဲနဲ့သူကကြတော့ continuous graduated rod ဖြစ်တယ် slide မပါအောင် elevation ကို
ဒီ crosshair intercept မှာတွားပြီးတော့ intercept လုပ်လို့ရတယ် no note need to be taken အဲ့ဒါ Lanka rod ကိုသုံးမယ်ဆိုလို့ရှိရင် note taking မလို့ rod မှာရှိနေတဲ့ value တွေဟာဒီ rod မှာရှိနေတဲ့ value တွေက top ကနေပြီးတော့ bottom ထိကိုတဖြည်းဖြည်းနဲ့ကြီးလာမယ် beacon increase ဖြစ်လာမယ်ဥပမာဒီမှာ 4.96 ရှိတယ်ဆိုလို့ရှိရင်ဒီအောက်မှာ 4.97 4.98 စသဖြင့်အောက်ကိုရောက်လေလေပို့ပြီးတော့များလာလေလေအဲ့တော့ပို့ပြီးတော့များလာလေလေဖြစ်တယ်အဲ့တော့ဒီ elevation ကုန်းမြေတစ်ခုရဲ့ elevation ကိုလိုချင်တဲ့အခါမှာဘာဖြစ်လာမလဲဆိုတော့ဒီ reading တွေကပို့ပြီးတော့ elevation ကများလေလေ the higher the reading on the rod မှာရှိနေတဲ့ elevation တွေကပို့ပြီးတော့များလာလေလေဖြစ်တယ်ကြောင်းပြန်လောက်ထားတာသူက reducing self reading rod မှာဆိုလို့ရှိရင်သူ့ရဲ့အမှတ်တွေကအောက်ကိုရောက်နေလေသူနဲ့ Lanka rod နဲ့ Philadelphia ရဲ့ကွာခြားချက်က rod မှာရှိနေတဲ့ value တွေကPhiladelphia မှာဆိုလို့ရှိရင်တဖြည်းဖြည်းနဲ့သူက elevation တွေကအောက်ကနေပြီးတော့အပေါ်ကိုတက်သွားတယ်ဒီ Lanka rod မှာကျတော့သူကပြောင်းပြန်ဖြစ်တယ်အပေါ်ကနေအောက်ကိုဆင်းသွားတယ်နံပါတ်တွေကဖတ်လို့ရတဲ့တန်ဖိုးတွေကို Lanka rod မှာဆိုလို့ရှိရင်ဖတ်လို့ရတဲ့တန်ဖိုးတွေကကြောင်းပြန်နေဖြစ်နေမယ်သူက the rod မှာရှိနေတဲ့ value တွေဟာများလာ from top to bottom ဖြစ်တဲ့ကြောင့်မို့ elevation က point မှာရှိတဲ့ elevation ကများလာလေ rod မှာရှိနေတဲ့ reading ကလည်းပို့ပြီးတော့များလာလေဖြစ်နေ